မင်္ဂလာပါခင်ဗျာခနေ့မဟာတကြံအတစ်နေ့မှာတော့ကျွန်တော်တို့လမ်းမီသားစုရဲ့နှုတ်စင်းခောက်ဆွဲအလှူဖြစ်ပါတယ်အာဟာရဒါနာကိုမြည်သူဆိုလာရောက်ရည်တုံးဆောင်နိုင်ပါတယ်ခင်ဗျာစုပေါင်းအလှူဖြစ်တဲ့အတွက်ကြောင့်အယုတ်လာအမြင့်မြွေအားလုံးကိုစေနာသုံးတန်ပြဋ္ဌာန်းလို့ကျွန်တော်လှူဒန်းပါတယ်နှစ်ဟောင်းမှသည်နှစ်သက်တူကူးပြောင်းတဲ့အချိန်ကာလသမယမှာခုနှစ်သားသမီးအားလုံးဘေးပြဝေးကွာပြီးကက်ကြီး၃ပါးလဲကြော်နေနိုင်ကြပါစေလို့ကျွန်တော်တို့လမ်းမီသားစုရဲ့နေကိုစားကျွန်တော်ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့လမ်းမီသားစုကနေပြီးတကြံကာလအတွင်းမှာအကျူအကြအကျက်အတက်နှစ်ဆန်းတည်းရဲ့9ရက်တိုင်းအာဟာရဌာနကျွန်တော်လမ်းမီသားစုစုပေါင်းလူတန်းမှာဖြစ်ပါတယ်ခုနှစ်ရက်သားသမီးများကဘာသူကဘာသာအားလုံးကက်ကြီး၃ပါးကြော်နေနိုင်ပါစေလို့ကျွန်တော်တို့လမ်းမီသားစုကနေကိုစားကျွန်တော်ကနေဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာအားလုံးဘေးဘေးဝေးကွာပြီးတော့လက်သက်မှာစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ကြီးပွားခြင်းလက်လာပါတယ်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စံတာပြုအပ်ပါတယ်ခင်ဗျာလက်သက်မှာဘေးဘေးဝေးကွာပြီးတော့ကျမ်းမာချမ်းသာလူရစံတာပြေဝကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ